NUG မပေါ်ဘူးဆိုရင်တော့ကျွန်တော်ဖြည့်ချင်းလို့ရတာပေါ့ NUG ပေါ်လာတဲ့ခါကျတော့သူနဲ့လည်းတွဲဖက်လှုပ်လို့ရသူကလည်း policy ချကိုကလည်း policy ချ policy ပြပြန်ညှိနှိုင်းရတယ် NUG မှာလက်ကလူရှိတယ်လက်မခံလူရှိတယ်ဒါပေမဲ့ကျွန်တော်တို့ဒါတွေလှုပ်သွားဖို့ဥပမာဗျာကျွန်တော်တို့ကအရေးကြီးတာတွေမထုတ်ပြန်ညင်ဘူးဟိုမှာသူကလက်ရှိလာသူကနိုင်ငံတော်တို့အရေးပေါ်ကြီးညာချက်တယ်အဲ့တော့တခါတည်းဒီကနေ့ကစပြီးမှစစ်ကြီးညာလိုက်ပြီဆိုခဲအချင်းนี่ဘာမှပြင်ဆင်မှုမရှိဘာမရှိလေခဲNUG ကကာကွယ်ရေးဝင်ကြီးတောင်မှသူ့တက်တယ်သူဘယ်နှယောက်ရှိမှမသိတဲ့အချိန်မှာကြီးညာလိုက်တော့ဟိုကောလက်ဦးကြီးကြလာတော်လန်ရေးကအချိန်ကလူစုတော်လန်ရေးပြတ်ဖို့ဆိုလူစုကိုတတ်မှရွာတွေမီးရှို့မှအဲ့ဒါမှတော်လန်ရေးရအေးမှကျွန်တော်မြေဝကျမထိုးသိတုံးကလူထုကိုချတာကျွန်တော်မခံနိုင်ဘူးဆုတ်ရတာအဲ့ဒီပုံမျိုးတို့လုပ်တာဒူဝါလက်ရှိလာအဲ့ဒါမကြည့်ညပဲနဲ့တိုးတိုးတိတ်တိတ်လှုပ်ပြီးမှနော်ကျွန်တော်ပြည့်စင်မယ်ဆိုရင်ဒါတမျိုးပြောရတယ်အဲ့ဒါကြောင့်မို့တို့လည်းတိုက်မိတာအုပ်ချုပ်ချင်တာနိုင်ငံရေးနားမလဲဗမာပြည်ရဲ့တမိုင်းကိုလည်းနားမလဲပဲလူကြီးလှုပ်ချင်တဲ့ကောင်တွေအဲ့လူကြီးတွေကမားပြီးတော့အကုန်လုံးမားတာတိုက်မိပြက်တာခလေးတယောက်မားတာဒီတရားတကွက်လောက်ပဲမားတာအဲ့လိုမျိုးမားတိုက်မိတပြီလုံးမားတာဒါတွေကိုတို့သိဖို့လိုတယ်ဗျကျွန်တော်တော့ပုံမှန်လင်းလင်းပဲပြောတာပဲကျွန်တော်အသက်က25နှစ်အဝင်ထဲမှာကျွန်တော်တော်လာကြီးလောက်လာတာကျောင်းသားဘွားကနေ60နှစ်ကျောင်းသားပါကျွန်တော်အဲ့ဒီကလေလောက်လာတာအခု82နှစ်ရှိပြီတော်လာရင်တတ55နှစ်ကျော်အဲ့ဒါကကျွန်တော်တောက်လျှောက်ဖြတ်သန်းလာတဲ့အတွေ့အကြုံတွေကွန်မြူနတီနဲ့လည်းကျွန်တော်တပူးတစ်စောင်းနဲ့ပေါင်းမှုတယ်ဒီကပြည်จิตတွေနဲ့လည်းပေါင်းမှုတယ်ကျွန်တော်တို့တိုင်းသားလူမျိုးစုတွေနဲ့ပေါင်းမှုတယ်ကျွန်တော်အမျိုးမျိုးလုပ်ခဲ့ပြီနာမည်တွေလည်းများနေဒါကြောင့်မို့ကျွန်တော်ကတော့အယမ်းမပြောဘူးအယမ်းမလုပ်ဘူးဒါပေမဲ့ကျွန်တော်လိုအပ်ရင်တော့လိုအပ်တယ်လို့တော့ပြောရမယ်ဗျာတလောက်ကြာနေပြီဟုတ်မှမဟုတ်တော့ပဲဗျာငါရာစုနှစ်ဒီတစုရောက်တော့မယ်အဲ့ဒီမှာဒီကနေ့ကမကောင်းတာပဲတန်းပြည်ကဟိုးအင်္ဂလိပ်လောက်ထားပြီးတဲ့လက်ကျွန်းလက်ကြနှုံကတော့ကောင်းသေးတယ်အဲ့ဒီကနေကိုမင်းကိုချင်းနဲ့လှုပ်လိုက်တော့အကုန်လုံးပြည့်စည်ကုန်တာအဲ့ဒါရုပ်ကျွန်တော်မပြင်မဲနဲ့တန်းပြည်ကျိုးပြည်သူလူထုအကျိုးမကြည့်ပဲနဲ့ငါဂျိုးကြီးပဲကြည့်နေတော့ဒီတိုင်းပြသွားပြီဒါကြောင့်အားလုံးပြင်ပါပြင်ကျွန်တော်အသာပြင်မယ်အားလုံးပြင်မီဒီယာတွေလည်းပြင်ပါဟိုတစ်ဖက်တွန်းပြီးတဲ့သဘောလည်းမလုံးနဲ့မီဒီယာတွေသိရေးကြည့်တယ်တော့မီဒီယာတစ်လုံးကချတက်လိုက်ကဝီနဲ့သွား